စကိုင်းတိုင်းဗုဒ္ဓလင်မြို့နယ်မှာပြီးခဲ့တဲ့3ရက်ကစုပ်စုနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစုပ်စုရုပ်အလောင်း30လောင်းနဲ့အတူ42ယောက်အရှင်ဖမ်းဆီးရမိတယ်လို့မြေပြင်တိုက်ပွဲဝင်တော်လိုင်းရဲဘော်တွေကပြောပါတယ်။မုံရွာမြို့အခြေစိုက်စုပ်စုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရာမခါနဲ့မိုင်20အကန့်ကွာမှာရှိတဲ့ဗုဒ္ဓလင်နဲ့စီတော်ပါကျေးရွာအနီးမှာအင်အား80ခန့်မှစုပ်စုစစ်ကြောင်းနဲ့ဒေသခံတော်လိုင်းရေးတပ်ဖွဲ့တွေစက်တင်ဘာလ30ရက်က9နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ပွဲအတွင်းစုပ်စုကတိုက်လေရင်နဲ့ဘုံကျဲပစ်ကူပေမဲ့တော်လှန်ရေးတပ်တွေကစုပ်စုစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာပါတိုက်ပွဲအတွင်းစုပ်စုရုပ်အလောင်းတွေစစ်တုပ်ပန်းတွေနဲ့အတူလက်နက်50ကျော်သိမ်းဆည်းနိုင်ခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်ခံရတဲ့စုပ်စုဟာစက်တင်ဘာလ20ရက်ကကိုတော်ရွာရဲစခန်းတိုက်ခိုက်ခံရချိန်ဗုဒ္ဓလင်မြို့ကနေစစ်ကူရောက်လာတဲ့စုပ်စုဖြစ်ပြီးကိုတော်ရွာကနေဗုဒ္ဓလင်နယ်ဘက်အပြန်မှာတော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်